မလေးရှားနိုင်ငံလို့ပြောလိုက်လို့ရှိရင်ကဘာကတွဲတည်တာကတော့ဒီ Petronas KL Twin Tower ပါပဲဒီနိုင်ငံမှာလည်းပထမဦးဆုံးဂုံယူဝင်ကြွားရတဲ့ကဘာအမြင့်ဆုံးအမွှအဆောက်အဦဖြစ်ပါတယ်ဒီ Twin Tower ရဲ့86ထပ်မှာရှိတဲ့ observation desk ရဲ့နေရာဆိုလို့ရှိရင်ဒီ KL မြို့ကြီးတစ်မြို့လုံးရဲ့အကောင်းဆုံး view တွေလာရောက်ကြည့်ရှုခန်းစားနိုင်တဲ့အတွက်ကြောင့်နိုင်ငံသား tourist တွေကအရန်ကိုစိတ်ဝင်စားပါတယ်ဒီအပေါ်ကိုတက်မယ်ဆိုလို့ရှိရင်လည်းကြိုတင်လက်မှတ် booking လုပ်ရပါတယ်ဒီဝင်ကြီးအနေနဲ့ကတော့မလေးရှားနိုင်ငံသားဆိုလို့ရှိရင်တဦးကို American US dollar 16ကျပ်ကြပြီးတော့နိုင်ငံသားတဦးကို US dollar 28ကျပ်ပေးရပါတယ်ဒီတွားမဲ့နေရာကိုမနေ့10နာရီရရင်ညနေ6နာရီထိဖွင့်လှစ်ပေးထားပါတယ်ခင်ဗျအပေါ်တက်တဲ့ခါမှာလည်းအရင်ဆုံး42ထပ်ကိုအရင်တက်ပါအဲ့ဒီ42ထပ်မှာရှိတဲ့ဒီ tower နှစ်ခုကြီးကိုတွေ့တန်းထားတဲ့ဒီ sky bridge ကြီးတယ်ရှောက်လိုင်းကြီးပေါ့နော်အဲ့ရှောက်လိုင်းမှာရင်ရှောက်ပြီးတော့မှ86ထပ်မှာရှိတဲ့ observation desk ကိုတွားတာပို့ပြီးတော့ကောင်းပါတယ်ခင်ဗျနောက်ထပ်36ထပ်မှာလည်း sky bar ရှိပါတယ် bar and restaurant ပေါ့နော်ဒီနေရာက night life ဖြစ်တဲ့အတွက်ကြောင့်တငယ်ချင်းတွေနဲ့ hand out လုပ်လို့ရတဲ့နေရာအကောင်းဆုံးဖြစ်ပါတယ်အောက်ခြေဘက်မှာဆိုလို့ရှိရင်လည်းမလေးရှားကိုလာလို့ရှိလို့ရှိရင်မဖြစ်မနေလာရောက်ဈေးဝယ်ထွက်ဖို့အတွက် KLCC shopping mall ရှိတယ်ခင်ဗျပြီးတော့အဆောက်အဦရဲ့ underground မှာဆိုလို့ရှိရင်လည်းမြေအောက်ကားလမ်းတွေမြေအောက်ယထာလမ်းတွေဖောက်လုပ်တွေ့တန်ထားတဲ့အတွက်ကြောင့်လာရောက်တဲ့အခါမှာတွားရေးလာရေးအရန်ကိုအဆင်ပြေပါတယ်ခင်ဗျာ